ရစ်တော်နဲ့ဧဝံဂေလိတရားကြောင့်သခင်ယေရှုခရစ်တော်ကိုယ်တိုင်၌ပင်လျင်လူလောကလာတဲ့အခါမှာဟိုအသေးခံပေးဖို့တတ်တယ်ပဲမဟုတ်ဘူးဧဝံဂေလိသတင်းတရားမှာအကြီးကျယ်ဟောသွားတာဖြစ်တယ်ဟာလေလုယာကျွန်တော်အားလုံးအတွက်အကောင်းဆုံးသူလွတ်ဆောင်ပေးခဲ့တယ်ရှမသက်ခန်းကြီး၄အငယ်16ကိုဥစွာပထမကျွန်တော်ကြည့်ရအောင်မှောင်မိုက်ထဲမှာရှိနေသောလူများတို့သည်ကြီးစွာသောအလင်းကိုမြင်ရ၍သင်မင်း၏နိုင်ငံအရေးတွင်ရှိနေသောသူတို့၌အလင်းပေါ်ထွန်းလျက်ရှိ၏ဟုဟောထားသည်လူလောကကြီးကအမှောင်ဖုံးလွှမ်းနေတယ်အဓိပ္ပာယ်ကတော့အပြစ်ဒုစရိုက်ကျင့်ခြင်းအောက်မှာရောက်ရှိနေတာဟုတ်တယ်ခင်ဖျားရဲ့ဧဝံဂေလိသတင်းတရားအပြစ်လွတ်ခြင်းတရားအချီနှောင်ခြင်းအမျိုးမျိုးကနေလွတ်မြောက်ခြင်းတရားအဲ့ဒါကအလင်းဒီအလင်းကိုမြင်ကြရတယ်တဲ့သင်မင်းဤနိုင်ငံအရေးတွင်ရှိနေတယ်သင်မင်းဆိုတာမာနပဲနတ်ဆိုးပဲလူတွေကိုဆုံးရှုံးခြင်းနဲ့ဆုံးရှုံးစေခြင်းနဲ့လူတွေကိုဆွဲချပစ်ခြင်းနဲ့တမလုံးမှာသူနဲ့သူအပယ်ကိုခေါ်သွားခြင်းနဲ့မနက်ကသူပဲမသွားခြင်းဘူးဖျားပုံတရံနဲ့အညီဖန်ဆင်းခြင်းခံရတဲ့လူသားတွေကိုလည်းမနက်ကဆွဲချသွားခြင်းနဲ့ဒါမဲ့လည်းယေရှုခရစ်တော်လူလောကထဲရောက်လာတဲ့အခါမှာသင်မင်းနိုင်ငံအရေးတွင်ရှိနေသောသူတို့၌လူလောကကြီးအလင်းပေါ်ထွန်းလျက်ရှိဟုဟောထားသည်ဟာလေလုယာစစ်မှန်သောအလင်းကဘာတူလဲဆိုတော့ယေရှုခရစ်တော်ဖြစ်တယ်လူလောကထဲသို့ဆင်းကြွလာပြီးဒီကာလအမောင်နိုင်ငံထဲမှာရှိနေတဲ့သူတွေသင်မင်းအရေးအောက်မှာရှိနေတဲ့သူတွေအတွက်ယေရှုခရစ်တော်ရဲ့အလင်းပေါ်ထွန်းလာတယ်အမောင်တွေကနေလမ်းကြည့်ရင်အလင်းကိုကွင်းကွင်းကွက်ကွက်မြင်ရတယ်ဟာလေလုယာယေရှုခရစ်တော်ကတစ်ချိန်ကလူလောကမှာအလင်းထွန်းပေးသလိုခဏသင်နဲ့ကျွန်တော်ဟာမှောင်မိုက်လူလောကထဲမှာအလင်းထွန်းလင်းဖို့ဖယားသခင်အလိုရှိတယ်ဖယားနာမှာဘုန်းကြီးပါစေအမောင်တွေရောက်သွားရင်လေသင်ဟာဘာလုပ်လဲလောကရဲ့အလင်းဖြစ်တယ်ဖယားကအမောင်တွေကိုသင်ကိုစိတ်လွတ်လို့ရှိရင်လေအဲ့ဒီနေရာလင်းသွားဖို့အတွက်စေလွတ်တာဖြစ်တယ်ခဏကျွန်တော်တို့အားလုံးဟာမှောင်မိုက်နိုင်ငံတွေကိုစေလွတ်ခြင်းခံရသောသူတွေဖြစ်တဲ့အတွက်ကြောက်ရွံ့ခြင်းမရှိဖို့ဘုရားသခင်သူကောင်းချီးပေးပါစေအလင်းရောက်သွားတဲ့နေရာဟာအမောင်ကအမြဲတမ်းဘာဖြစ်သွားလဲလွင့်ပြေသွားရတယ်မဿဲခန်းကြီး၄အငယ်23 24ကိုကျွန်တော်ဖတ်ရအောင်ယေရှုသည်တရားစရပ်တို့၌ဆုံးမဩဝါဒပေးလျက်နိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားကိုဟောလျက်လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေလျက်ဂါလိလဲပြည်တပြည်လုံးကိုဒေသစာရီလှဲ့လေတော်မူ၏တည်င်းတော်သည်လည်းရှုရိပြည်၌အနှံ့အပြားကြော်စောသည်ဖြစ်၍နတ်ဝင်သောသူဝယ်ယူဆွဲသောသူလက်ချေတည်သောသူမှဆသောအထူးထူးအပြားပြားသောအနာရောဂါဆွဲ၍မကြမ်းမမာသောသူရှိသမျှတို့ကိုအထံတော်သို့ဆောင်ခဲ့၍သူတို့၏အနာရောဂါကိုငြိမ်းစေတော်မူ၏ Praise the Lord အဲ့ဒါယေရှုခရစ်တော်ဖခင်သခင်ရဲ့ဧဝံဂေလိပြုလုပ်ခြင်းပဲဖြစ်တယ်နိုင်ငံတော်နဲ့ရှင်တဲ့ဧဝံဂေလိသတင်းတရားဘာနိုင်ငံတော်လဲကောင်းကင်နိုင်ငံတော်ထာဝရအသက်နဲ့ဆိုင်တဲ့ဧဝံဂေလိကျွန်တော်အမြဲတမ်းပြောတယ်ဧဝံဂေလိဆိုတာကျွန်တော်ဆရာကြီးအမြဲတမ်းပြောတယ်ဧဝံဆိုတာဘာလဲနှလုံးအေးချမ်းခြင်းနဲ့ဂေလိဆိုတာတရားတဲ့စိတ်နှလုံးသားအေးချမ်းခြင်းတရားယေရှုခရစ်တော်ဖခင်သခင်ကိုယ်တိုင်ကဟောပြောတယ်ပြီးတဲ့အခါမှာများစွာသောသူတွေအတွက်သူဘာလုပ်ပေးလဲလူတို့တွင်အနာရောဂါအမျိုးမျိုးကိုငြိမ်းစေလျက်ခရစ်တော်ရဲ့ဧဝံဂေလိသတင်းတရားမှာအနာငြိမ်းခြင်းတွဲပြီးပါတယ် Praise the Lord ဂါလိလဲပြည်တစ်ပြည်လုံးကိုဒေသစာကြီးလှဲ့လေတော်မူ၏တည်င်းတော်သည်ဟာသတင်းတွေကြော်စောတယ်ခရစ်တော်ရဲ့ဧဝံဂေလိသတင်းတရားမှာထပ်ပြီးပါလာလဲနတ်ဝင်သောသူဝယ်ယူဆွဲသောသူနတ်ဝင်တဲ့သူတွေ
ဝယ်ယူဆွဲတဲ့သူတွေလက်ချေတည်သောသူမှစသောအထူးထူးအပြားပြားသောအနာရောဂါဆွဲ၍မကြမ်းမမာသောသူရှိသမျှတို့အထံတော်သို့ဆောင်ခဲ့၍သူတို့၏အနာကိုငြိမ်းစေတော်မူ၏နိုင်ငံတော်နှင့်ရှင်တဲ့ဧဝံဂေလိသတင်းတရားနှလုံးသားကိုအေးချမ်းစေတဲ့သတင်းတရားတမလွန်အတွက်စိတ်ချမှုကိုပေးတဲ့သတင်းတရားတွဲဖက်ပြီးတော့မှအနာရောဂါဝေဒနာအမျိုးမျိုးငြိမ်းခြင်းဒါကြောင့်ယေရှုခရစ်တော်လက်ဝါးကပ်တိုင်မှာအပေခံတဲ့အခါမှာဟေရှာယမှာပဲကြည်ကြည်တစ်ပေ24မှာပဲကြည်ကြည်အပြစ်အတွက်တစ်ခုတည်းသာမကဒဏ်ချက်တော်အဖြစ်အနာငြိမ်းခြင်းတွဲပြီးတော့မှပါပြီးသားဖြစ်တဲ့ praise the Lord တွဲပြီးပါပြီးသားအဲ့ဒါကအဆုံးသတ်မသွားဘူးဒီနေ့ခရိယန်လို့ခေါ်တဲ့သူတို့များများတော့မှအနာငြိမ်းခြင်းကိုလက်မခံတဲ့ခရိယန်တွေကရှိသေးတယ်ခရစ်တော်ရှိရောက်လာတဲ့သူတွေအားလုံးလွတ်မြောက်ခြင်းခွင့်ကိုဖယားသခင်ကပြင်ဆင်မဆာပေးတယ်ဖယားကအံ့ဖွယ်သောအမှုကိုအမြဲတမ်းပြုတဲ့ထာဝရဖယားသခင်ဟုတ်တယ်ဝယ်ယူပြန်တွေရောလက်ချေတည်တဲ့သူတွေရောမကြမ်းမမာသောသူရှိသမျှကအနာငြိမ်းခြင်းကောင်းချီးသူတို့ယုံကြည်ခြင်းအပြင်ခေါ်တဲ့သူကခေါ်လာတယ်ရောက်တဲ့သူကရောက်လာတယ်ဘာလို့လဲဆူတောင်းခြင်းအနာငြိမ်းခြင်းတွင်တင်းမြို့မှာပထမဦးဆုံးကြောအချိန်ဖြစ်တဲ့အခါမှာပေါ့နော်အမြဲတမ်းဆိုဆရာယောရှုပဲဥဆောင်ပေးတယ်နော်ကျွန်တော်လိုတဲ့အပိုင်းတွေမှာကျူဆူတယ်ဝေငှတယ်တက်သေးခံတယ်ဒီတစ်ခေါက်တော့သူကလည်းတာဝန်တွေအများကြီးခွဲပေးတာပေါ့နော်ဘသူဘာဖယားသခင်ကယုံကြည်သောသူတိုင်းကိုအသုံးပြုတဲ့ဖယားဖြစ်တယ်ဖယားနာမဘုန်းကြီးပါစေခြိလာတဲ့သူတယောက်ကိုတချို့ကပြန်ခြိပြီးခေါ်ထုတ်သွားဖို့ပဲမဟုတ်ဘူးသူကလမ်းလျှောက်ပြန်သွားတယ်ဟာလေလုယာသူကားပေါ်ရောက်တဲ့အထိသူလမ်းလျှောက်ပြီးတော့မှသူတက်သွားတယ်ထာဝရဘုရားနာမပါရဘုန်းကြီးပါစေရှမသက်ခရစ်ဝင်အခန်းကြီး10အငယ်1တချိတ်နှစ်ပါးသောတပည့်တော်တို့ကိုခေါ်တော်မူပြီးမှညဉ့်ညူးသောနတ်တို့ကိုနှင်ထုတ်ခြင်းဟာ၎င်းအနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေခြင်းဟာ၎င်းအခွင့်ပေးတော်မူ၏ praise the Lord ယေရှုခရစ်တော်ကကောင်းကင်အောက်မြေကြီးပေါ်မှာအခွင့်အာဏာတကူရှိသမျှသူခံစားတယ်လို့ပြောတယ်သူအခွင့်ပေးနိုင်တယ်ယုံကြည်သောသူတိုင်းကိုလည်းသူကပေးတယ်ကျွန်တော်အားလုံးအဲ့ဒီအခွင့်ရပြီးသားဖြစ်တယ်ယုံကြည်တဲ့စိတ်ရှိဖို့ဘုရားသခင်သူကောင်းချီးပေးပါစေတမန်တော်တစ်ရှစ်ကထို့သောမရှိတော့လေသင်တို့ဘော်သို့တန်ရှင်သောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်ဟာလေလုယာတကိုးကိုခံရ၍ယေရုရှလင်မြို့မှစသောယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်အခွင့်အနှံပြီးသားသူများဖြစ်တယ်ဟာလေလုယာအရင်ဖျားပြီးတဲ့တကိုးဖျားပြီးတဲ့ဗိသိက်ဝန်ခံယူပြီးဒီကာလလှုပ်ဆောင်မှုဖြစ်တယ်ဒါကြောင့်အနည်းဆုံးမှရှိသောသူတို့အတွက်အမှုတော်ဆောင်သောသူတွေဖြစ်ဖို့ဘုရားရှင်သူကောင်းချီးပေးပါစေပါကိုယ့်ရဲ့ပြောဆိုနေထိုင်ကျင့်ကြံပြုမှုအပြင်ဖခင်ရဲ့အလင်းထွန်းလင်းပါအနည်းဆုံးမှရှိတဲ့နတ်ဆိုးတွေအဝေးဆုံးထွက်သွားဖို့တင့်ကိုခံထားတာဖြစ်တယ်ဟာလေလုယာရှမကုခရစ်ဝင်အခန်းကြီး16အငယ်15ကနေ18ကိုကျွန်တော်တို့အတူကြည့်ရအောင်သင်တို့သည်လောကီနိုင်ငံအရရရှိသမျှသို့သွား၍ဝေနေယတတ္တဝါအပေါင်းတို့အားဧဝံဂေလိတရားကိုဟောကြလောဟုတ်တယ်ခရစ်တော်ရှင်ပြန်မထမြောက်ခင်လူစားတိခံတဲ့အချိန်မှာသူဧဝံဂေလိသတင်းတရားဟောတယ်နိုင်ငံတော်နဲ့ရှင်တဲ့ဧဝံဂေလိသတင်းတရားဟောတယ်နတ်ဆိုးတွေကိုနှင်ထုတ်တယ်မကြမ်းမာသောသူတွေချမ်းမာစေတယ်ကုသရှင်ပြန်ထမြောက်လာပြီရပေါင်း40သူကိုထင်ရှားပြတဲ့ကိစ္စတွေရှိတယ်ဒါမဲ့သူတာဝန်လွှဲအပ်ပြီးဖြစ်တယ်ဟာလေလုယာဝေနေယတတ္တဝါအပေါင်းလို့ပြောတဲ့အခါလူသားမှန်သမျှလူမျိုးတိုင်းဘာသာတိုင်းအယုတ်အမြတ်မရွေးဖယားပုံတရံနဲ့အညီဖန်ဆင်းခြင်းခံရသောလူများဖြစ်သောကြောင့်လုံးဝခွဲခြားစိတ်ဘာမှမရှိပဲဘယ်သူကိုပဲဖြစ်ဖြစ်ဘာလို့ရမလဲဧဝံဂေလိသတင်းတရားဟောပြောရမယ်ဧဝံဂေလိသတင်းတရားဆိုတာဘာလဲ
ဘုရားသခင်ကတပါးတည်းသောသားတော်ကိုစွန့်ပေးလိုက်တယ်ဘသူအတွက်လဲလူသားအားလုံးအတွက်အပြစ်နဲ့ပြည့်နေတဲ့ကျွန်တော်တို့အားလုံးအတွက်အပြစ်ကြွေးဆပ်ပေးဖို့လောကထဲမှာယေရှုခရစ်တော်အသေးခံပြီးတော့မှအပြစ်ရဲ့အကြွေးဆပ်ပေးခဲ့တယ်3 ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တဲ့ဘုရားသခင်ဖြစ်တယ်သူ့ကိုယုံကြည်ရင်ကယ်တင်ခြင်းရမယ်အထက်ရက်ကပေးတဲ့လက်ဆောင်ဖြစ်တယ်မိတ်ဆွေလက်ခံခြင်းသလားအဲ့ဒီဧဝံဂေလိတရားကိုကျွန်တော်အားလုံးဟောပြောတော်သူသက်သေခံတော်သူနေရာမှာအမြဲတမ်းယက်တည်နိုင်မှုဖျားရှင်ကောင်းချီးပေးပါစေယုံကြည်၍ဗတ္တိဇံကိုခံတော်သူသည်ကယ်တင်တော်မူခြင်းသို့ရောက်လက်တံမယုံကြည်တော်သူမူကားအပြစ်စီရင်ခြင်းကိုခံရလက်တံခရစ်တော်ရဲ့ဧဝံဂေလိသတင်းတရားကရှင်းတယ်ယုံရင်သင်အတွက်ကယ်တင်ခြင်းရမယ်မယုံရင်တော့အပြစ်စီရင်ခြင်းရှိတယ်ဒါနဲ့ကတော့ဧဝံဂေလိသတင်းတရားမှာကျွန်တော်ထည့်ပြောဖို့မဟုတ်ပါဘူးလူတွေကအပြစ်စီရင်ခြင်းဆိုမကြိုက်ဘူးဖျားပေးတဲ့လက်ဆောင်ခံယူမလားဖျားပေးတဲ့ကယ်တင်ခြင်းကသင်အတွက်ဖြစ်တယ်ဆိုရင်အဲ့မှာသူဝန်ခံသွားလိမ့်မှာဖြစ်တယ်ဟာလေလုယာယုံကြည်သောသူတို့၌ဖြစ်အပ်သောနမိတ်လက္ခဏာဟူမူကားယုံကြည်တဲ့သူခဏဒီမှာရှိတဲ့သူတွေအားလုံး၌ဖြစ်မဲ့နမိတ်လက္ခဏာကပါလေငါ၏နာမကိုအမိပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်ကြလက်တံယေရှုခရစ်တော်ရဲ့နာမဟာနတ်ဆိုးတွေကိုအောင်တယ်ယုံကြည်ခြင်းအပြင်ဆုတောင်းပါထူးခြားသောဘာသာစကားမျိုးတို့ကိုပြောကြလက်တံထူးခြားတဲ့ဘာသာစကားတချို့ကအမျိုးမျိုးသောဘာသာစကားအာသထန်စသည်အဖြစ်ပေါ့နော်တချို့လည်းအဲ့ဒါပြောတာမဟုတ်ဘူးထူးခြားသောဘာသာစကားဆိုတာပြောင်းလဲပြီးတော့မှပြောတဲ့ဘုရားရဲ့မေတ္တာအကြောင်းဧဝံဂေလိသတင်းတရားကထူးခြားတဲ့ဘာသာစကားမျိုးမျိုးသောဘာသာစကားဆိုတာ1 73မှာပြီးသွားပြီသူ့အတူပြီးသွားတာကျွန်တော်တို့မပြီးသေးဘူးပြီးတဲ့လူကသူ့အတူနားပေါ့ပြီးတာပဲသွားရှင်းနေခေါင်းမူးတယ်ဟာမျိုးမျိုးသောဘာသာစကားဆိုတာပရိသတ်ကြားမှာပြောရတာမဟုတ်ဘူးကိုယ်အိမ်မှာပဲကိုပြောရတာဟာဖះပဲနားလေတဲ့စကားဖြစ်လို့ကျွန်တော်ပရိသတ်နဲ့အတူပြောတဲ့အခါမှာအခြားသူအတွက်ကူးဆက်မှုဖြစ်စေတာဟာလေလုယာအခြားသူအတွက်ဆက်လက်ပြီးအဲ့ဒီကောင်းကြီးခံစားစေတာဆက်ပြီးတော့မှတိုးပွားစေတာဟာလေလုယာအစည်းအဝေးလုပ်တဲ့သူတော်မှသူ့အိမ်ထဲမှာဘယ်သူထိုင်ပြီးလုပ်နေတာမဟုတ်ဘူးအပြင်ထွက်ရတယ်သွားရတယ်လာရတယ်လှုပ်ဆောင်ရတယ်ဒီတိုင်းပါပဲဝန်ခံနိုင်မှုဖျားရှင်ကောင်းကြီးပေးပါစေမွေတို့ကိုကင်ဖန်းချလက်တံယေရှုခရစ်တော်နာမ၌မျက်လက်ဆရာလှုပ်ခိုင်းနေတာမဟုတ်ဘူးတော်ပြီးတော့ငါမွေဖမ်းပြမယ်နော်ဆိုလှုပ်ခိုင်းနေတာမဟုတ်ဘူးဖယားအမှုတော်ဆောင်ရင်းနဲ့တင်ရင်ဆိုင်ရသမျှအရာအလုံးတွေဖယားကသင်ကိုအခွင့်အာဏာပေးပြီးသားဖြစ်တယ်ဟာလေလုယာကြံ့ကြံ့ပန်ပန်ရှာဖွေပြီးလှုပ်ဆောင်စရာအကြောင်းတော့မရှိဘူးသေစေတတ်သောအစိတ်တောက်တို့ကိုတောက်စားလျင်ဘေးဥပတ်နဲ့ကင်းလွတ်ကြလက်တံ praise the lord မင်းတို့ဖခင်ကအသက်ရှင်နေဆိုရင်အစိတ်တောက်ပြလေဒါမျိုးအတွက်ပြောထားတာမဟုတ်ဘူးဖခင်အမှုတော်ဆောင်ရင်းနဲ့တင်အစိတ်ခတ်ခံရရင်အဲ့ဒီအစိတ်ကအသင်ကိုမသိရဘူးဟာလေလုယာအဲ့ဒါပြောတာဖခင်အကုန်တာဝန်ယူတယ်ပြစားဖို့မဟုတ်ဘူးလှုပ်ပြဖို့မဟုတ်ဘူးလှုပ်ဆောင်ဖို့ဖြစ်တယ်ဘုရားနာမဘုန်းကြီးပါစေမကြမ်းမမာတဲ့သူအတွက်လေလက်တင်ဆူတောင်းပေးစိုးရိမ်စိတ်တစ်ခုမှမရှိနဲ့ယုံကြည်တဲ့စိတ်နဲ့ပဲဝန်ခံပြီးဆူတောင်းပါကိုလှုပ်ချင်လို့ထလှုပ်တာတစ်ခုမှမရှိဘူးဖယားအခွင့်ပေးလို့လှုပ်ဆောင်တဲ့အရာတွေပဲဖြစ်တယ်ဟာလေလုယာဖယားအမိန့်တော်ထဲမှာလှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ဖယားသခင်ကအားလုံးတာဝန်ယူပြီးမှဆက်လက်ပို့ဆောင်မဲ့ထာဝရဖယားသခင်ဟုတ်တယ်ယောမ10ငယ်14-15တို့ရတွင်မယုံကြည်လျင်အဘယ်သို့ပတ္ထနာပြုနိုင်မည်နည်းတည်မကြားလျင်အဘယ်သို့ယုံကြည်နိုင်မည်နည်းဟောပြောသောသူမရှိလျင်အဘယ်သို့ကြားနိုင်မည်နည်းလူကိုမစေလွတ်လျင်အဘယ်သို့ဟောပြောနိုင်မည်နည်းထို့သောနှင့်အညီကျမ်းစာလာသည်ကငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်းကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူတို့၏ခြေတို့သည်အလွန်တင့်တယ်စွာတကားဟုလာသည်လူကိုဆေလွတ်ပါတယ်ပေါ့နော်မယုံကြည်လျင်ဘယ်သို့ပတ္ထနာပြုမလဲလူတွေကဖယားကိုပတ္ထနာပြုနိုင်ဖို့သူတို့ယုံကြည်ဖို့လိုအပ်တယ်တရင်မကြားလျင်အဘယ်သို့ယုံမိနည်းတော့ခွင်းဆက်ကလေးနဲ့လာတာဘာတရင်မှမကြားရင်ဘလို့ယုံမလဲဘလို့မှမယုံဘလို့ပတ္ထနာပြုမလဲပြီးပါလားပြောလဲ
ဟောပြောသောသူမရှိရင်အဘယ်သူကြားနိုင်မည်နည်းဘာထပ်လို့လားလဲဟောပြောသောသူလိုအပ်တယ်ဟောပြောမှကြားမယ်ကြားမှယုံမယ်ယုံမှပဋ္ဌနာပြုနိုင်မှာဖြစ်တယ်ဖျားကိုးကွယ်လာနိုင်မှာဖြစ်တယ်လူကိုမစေလွတ်လျင်အဘယ်သူဟောပြောနိုင်မည်နည်းဒါကြောင့်ယေရှုခရစ်တော်ကိုယ်တိုင်ကတပည့်တော်တွေကိုစေလွတ်တယ် praise the lord ဝိနည်းတတ္တဝါအပေါင်းကိုငါရဲ့ဧဝံဂေလိသတင်းတရားဟောပြောပါလို့စေလွတ်တယ်ကျွန်တော်အသင်းတော်များဧဝံဂေလိသတင်းတရားအတွက်ခဏစေလွတ်လျက်ရှိတယ်ဟာလေလုယာသွားပါဝင်ငါပါတက်တည်ခံပါဟောပြောပါအရောက်စီတိုင်းဖယားသခင်ရဲ့စီခိုင်းမှုအတွက်တန်တရားစိတ်လည်းမရှိပါနဲ့စိုးရင်စိတ်လည်းမရှိပါနဲ့ကြောက်ရွံ့စိတ်လည်းမရှိပါနဲ့သင်ဘယ်သူမှခိုင်းနေတာမဟုတ်ဘူးဖယားခိုင်းတဲ့အမှုအသင်းတော်ကဘာတာဝန်ယူလဲဆိုတော့စေလွတ်ခြင်းအမှုကိုတာဝန်ယူတာဖြစ်တယ်လေ့ကျင့်မယ်ပြုစုမယ်ပြုထောင်မယ်ပြီးရင်စေလွတ်မယ်ခဏကျွန်တော်တို့အသက်တာမှာဖျားပေးထားတဲ့အခွင့်အရေးဒီအများကြီးရှိတယ်။သွားနိုင်မှုလှုပ်ဆောင်နိုင်မှုပါဝင်နိုင်မှုစက္ကန့်နိုင်မှုအဲ့ဒီအခွင့်အရာဖျားပေးထားတဲ့အချိန်မှာမိမိရရဆွဲကင်တော်သူတွေဖြစ်ဖို့ဖျားရှင်ကောင်းချီးပေးပါစေ။လူလောကမှာသတင်းအမျိုးမျိုးသယ်ဆောင်နေတဲ့သူတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ငြိမ်သက်ခြင်းဝမ်းမြောက်စရာသတင်းကိုသယ်ဆောင်ဖို့အခွင့်ဖျားပြင်ဆင်ပေးတယ်အရန်ကောင်းတဲ့အရာလေးပါသယ်ဆောင်ကြရအောင်ထပ်ပြီးပါပြောလဲကောင်းကျိုးချမ်းသာဤဝမ်းမြောက်စရာသတင်းနဲ့ praise the lord ကောင်းကျိုးချမ်းသာဤဝမ်းမြောက်စရာသတင်းကိုသယ်ဆောင်တာမဟုတ်မဟုတ်သတင်းတွေသယ်ဆောင်နေတာမဟုတ်ဘူးသတင်းဆိုးတွေသယ်ဆောင်နေတာမဟုတ်ဘူးကြားလိုက်ရင်လူတွေစိတ်ပြက်စရာကောင်းတဲ့သတင်းကိုသယ်ဆောင်နေတာမဟုတ်ဘူးဝမ်းနည်းစရာကောင်းတဲ့သတင်းတွေကိုသယ်ဆောင်နေတာမဟုတ်ဘူးကောင်းကျိုးချမ်းသာဤဝမ်းမြောက်စရာသတင်းအားလုံးသယ်ဆောင်ဖို့ဘုရားသခင်အလိုတော်ရှိတယ် praise the lord သယ်ဆောင်ကြရအောင်ဝေငှကြရအောင်သက်သေခံကြရအောင်အဲ့ဒီသတင်းကိုသယ်ဆောင်သောသူတို့ခြေသည်အလွန်တင့်တယ်စွာတကားတဲ့ဘု து ရှိမှတင့်တယ်တာလဲဘုရားရှိမှကျွန်တော်အမြဲပြောနေကြစကားပဲထပ်ပြောပါမယ်ကိုချီတော်လေးတစ်ချက်လောက်ကြည့်လိုက်ပါကြည့်နော်ကိုချီတော်ကိုတေချာကြည့်နော်ကြည့်လိုက်တေချာကြည့်လိုက်ကိုချီတော်နဲ့လည်းနည်းနည်းစကားပြောကြုံနဲ့ချီတော်နဲ့တင့်တယ်ရဲ့လားချီတော်နဲ့တင့်တယ်ရဲ့လားကောင်းကျိုးချမ်းသာဝမ်းမြောက်ဖွယ်ရာသတင်းစကားကိုသယ်ဆောင်သောသူရဲ့ခြေဖြစ်ဖို့ဖျားရှင်ကောင်းချီးပေးပါစေမလောက်ပဲအလှပြင်ဆိုင်မှာသွားပြီးတော့မှနော်ခြေသည်နေလေးတွေနော်အယုတ်ကလေးတွေပန်းခက်ကလေးတွေခက်ကလည်းနော်ပြီးတော့ spa နော်တေချာနေပြီးတော့မှစီတွေပါတွေလူပြီးတော့မှနော်ခြေထောက်လေးကိုကြီးလိုက်တာနဲ့တခါလေဖွေးဦးဟာလှမလားခြေထောက်လေးလှတယ်ဒါပေမဲ့ဧဝံဂေလိမဟောရင်ဘုရားရှိမှမတင့်တယ်လှယုံနဲ့မပြီးဘူးတင့်တယ်တဲ့ခြေဖြစ်ဖို့လည်းဖျားရှင်ကောင်းချီးပေးပါစေဟောဒီဘက်ကခြေထောက်တစ်ချောင်းကြည့်လိုက်တော့လေရွတ်တော့တန်ရာတွေလည်းရကွဲရာတွေခြေသေးတွေကလည်းဒူလူတွေပါနဲ့ကုန်းနေဟန်ဒီမကြည့်လိုက်တော့ညမကြီးတယ်နော်ဘွက်တွေနဲ့ဟာဒါမှအဲ့ခြေထောက်ကဧဝံဂေလိဟောနေတာဧဝံဂေလိလမ်းမှာပွားနေတာအဲ့ခြေထောက်လှလားမလှဘူးတင့်တယ်လား praise the lord ဖျားနာမှာဘုန်းကြီးပါစေဒီမှာရှိတဲ့သူတွေရဲ့အားလုံးရဲ့ခြေလှလဲလှစေခြင်းနဲ့တင့်လဲတင့်တယ်စေခြင်းနဲ့ဖျားနာမှာဘုန်းကြီးပါစေကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်16တွေ့ရင်အတူတကွဖတ်ရအောင်ငါသည်ဧဝံဂေလိတရားကိုဟောယုံပြုလျင်ဝါကြွားခြင်းအကြောင်းမရှိသေးအဘယ်ကြောင့်နည်းဟုမူကားမဟောဘဲမနေနိုင်မဟောဘဲနေလျင်အမင်္ဂလာရှိ၏ငါသည်ဧဝံဂေလိတရားကိုဟောယုံပြုလျင်အကြောင်းမရှိသေးဘူးလို့ဝါကြွားစရာအကြောင်းမရှိသေးဘူးဒါမဲ့သူကဘလို့ဟောလဲဆိုတဲ့အခါမှာ
မဟောပဲမနေနိုင်လို့ဟောတာမင်္ဂလာရှိလိုက်တာ praise the Lord ဧဝံဂေလိတရားကိုမဟောပဲမနေနိုင်ဘူးတမန်တော်ကြီးရှင်ပေါလုကဧဝံဂေလိတရားဟောတဲ့အခါမှာသူအတွင်းထဲကဖြစ်တာမဟောပဲကိုမနေနိုင်ဘူးသူမဟောပဲမနေရလို့ဘယ်အမိန့်မှဘယ်သူမှသူမပေးထားဘူးမဟောပဲနေသူဘယ်လိုခံစားလဲအမင်္ဂလာလို့ခံစားတယ်သူ feeling မကောင်းဘူးတခုခုလိုခံစားနေတယ်ခရစ်တော်ပြန်လာဖို့အချိန်နေပြီတနေ့တည်လိုက်တဲ့လူတွေမနေဘူးဒီလူတွေအပယ်သွားနေတဲ့သူတွေဘယ်နှယောက်ရှိနေလဲဒီလူတွေအတွက်ငါဧဝံဂေလိတရားမဟောရသေးဘူးဟောပါဘုရားကျွန်တော်တို့ကိုဟောပဲဟောခိုင်းတာလူကိုပြောင်းလဲစေခိုင်းတာမဟုတ်ဘူးလူကိုပြောင်းလဲစေမှာကဘုရားသခင်ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့အားလုံးဧဝံဂေလိတရားဟောဖို့ခရစ်တော်ကရှင်ပြန်ထမြောက်ပြီးတဲ့အခါမှာဝေနေယတတ္တဝါအပေါင်းရှိကိုသွားဖို့အထိအခွင့်ပေးထားပြီးဖြစ်သောကြောင့်ခဏကျွန်တော်အားပေးခြင်းတယ်မဟောပဲနေနိုင်သေးတယ်မဟောပဲနေလဲစိတ်ထဲမှာဘလို့မှမခံစားဘူးဆိုလို့ရှိရင်စတင်ပြီးဟောပြောဖို့ပြင်ဆင်ပါဟောရင်နဲ့အဲ့ဒီစိတ်ကိုရလာပါလိမ့်မယ်ဟာလေလုယာပြောရင်နဲ့အဲ့ဒီစိတ်ကိုရလာပါလိမ့်မယ်ဖယားသခင်တင့်ကိုကြီးမားစွာအသုံးပြုရှင်ပါတယ်